ရာသီတုတ်ခွေးလည်းမဟုတ်ဘူးသွေးလွန်တုတ်ခွေးလည်းမဟုတ်ဘူးနေ့တိုင်းလူကအဖျားတက်နေပြီးအဖျားလုံးဝမကြဘူးဆိုလို့ရှိရင်တိုက်ဖိုက်လို့ခေါ်တဲ့ဥယောင်ငန်းဖျားယောဂဖြစ်နိုင်ပါတယ်အစားတစ်လုံးရေတမုတ်ကနေဆေးရုံတက်ရလောက်တဲ့အထိဖြစ်သွားနိုင်တဲ့ဥယောင်ငန်းဖျားယောဂဆိုတာဘယ်လိုမျိုးလဲတိုက်ဖိုက်ဆိုတာဆာမိုနယ်လာတိုက်ဖီလို့ခေါ်တဲ့ဘက်တီးရီးယားယောဂပိုးတစ်မျိုးကြောင့်ဖြစ်တာပါဒီဘက်တီးရီးယားတွေကဘယ်လိုနေရာတွေမှာရှင်သန်ပေါက်ဖွားလဲဆိုတော့မတန်ရှင်းတဲ့နေရာတွေဥပမာမတန်ရှင်းတဲ့အစားအစာရင်နားစာတွေမတန်ရှင်းတဲ့ရေတွေကိုတောက်သုံးပြီးတဲ့အခါမှာဒီဘက်တီးရီးယားတွေကဥထဲကိုရောက်မဲ့အဲ့ကတဆင်သွေးတဲ့အထိပြန့်နှံ့ပြီးတော့ကူးဆက်တဲ့ဘက်တီးရီးယားယောဂပိုးတစ်မျိုးဖြစ်ပါတယ်ထူးခြားတာကတိုက်ဖိုက်ဖြစ်ပြီဆိုရင်လူနာကရိုးရိုးဖျားမျိုးမဟုတ်ပဲသူ့အဖျားကလှေကတိတက်တလို့တစ်ချင်းတရက်ပြီးတရက်ပိုဖျားလာတာမျိုးဖြစ်တဲ့အတွက်ကြောင့် step ladder fever လို့ခေါ်ပါတယ်ပထမနေ့မှာအဖျားက100ဒုတိယနေ့မှာ101နောက်နေ့မှာ102ဒီလိုမျိုးအဖျားကဇက်တိုက်တက်လာမယ်အဖျားကြစေတော့လဲခဏပဲကြပြီးပြန်တက်လာမယ်အဖျားနဲ့တူလူနာကကိုယ်လက်တွေကြိုက်ခဲမယ်နှုံးချိမယ်အားနဲ့နေမယ်ဘိုက်အောင်မယ်ဘိုက်နာမယ်တချို့လူနာတွေမှာဝင်းပြက်ဝင်းလျှောတဲ့အထိဖြစ်နိုင်ပါတယ်တချို့တွေမှာကျတော့ဒီလက္ခဏာတွေမတွေ့ရပါဘူးအရေးကြီးတာတစ်ခုကတိုက်ဖိုက်ဖြစ်တဲ့အချိန်မှာအဖက်ဝင်တာနဲ့ပိုဖျားလာနိုင်တာပါဒါကြောင့်တိုက်ဖိုက်ဖြစ်တဲ့အချိန်မှာအစာမမာတွေလုံးဝမစားမိဖို့အရေးကြီးပါတယ်ချစ်စွပ်ပြည့်ရတို့လိုမျိုးအားရှိတဲ့အရေးတွေနဲ့ရေတက်ပြန်ဖြည့်ပေးနိုင်တဲ့အစားအသောက်တွေကိုပဲစားသုံးသင့်ပါတယ်ရိုးရိုးအဖျားလားတိုက်ဖိုက်အဖျားလားဘလို့ခွဲမလဲအဖျားကြောက်စီတောက်လဲမတက်တာပဲအဖျားကနေ့တိုင်းပူတက်လာပြီးညဘက်ချမ်းတုံပြီးဖျားနေရင်တော့တိုက်ဖိုက်လို့တန်တရားရှိနိုင်ပါတယ်ဖျားတာရဲ့အနှဲငယ်ကြလို့မတင်ကြရင်ဝီဒေါတက်စစ်ကြည့်တင်ပါတယ်စီးဖို့ဝင်တဲ့ယောဂါတွေနဲ့ခွဲခြားဖို့အတွက်တချို့သောအခြေအနေတွေမှာစီးစစ်တာမျိုးတွေလိုအပ်လာနိုင်ပါတယ်တကယ်လို့စစ်ဆေးကြည့်လို့တိုက်ဖိုက်သေးကြပြီဆိုလို့ရှိရင်ပိုးသက်ဆေးနဲ့ကုမှရပါမယ်ရေတက်ပြန်ဖြစ်ပေးရပါမယ်တချို့လူနာတွေမှာယောဂလက္ခဏာတအားဆိုရင်ဆေးရုံတက်ပြီးကုသမှုခံယူဖို့လိုအပ်ပါတယ်ဘာကြောင့်လဲဆိုတော့တကယ်လို့တိုက်ဖိုက်ကိုမကုသပဲထားမယ်ဆိုရင်ဥပေါက်တာသွေးစိတ်ပြည့်နှက်တာမျိုးတွေဖြစ်ပြီးအသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်တိုက်ဖိုက်ယောဂကကဘာပေါ်မှာနှစ်စဉ်လူတန်းပေါင်း17တန်းကနေ21တန်းထိကူးစက်ခံရတဲ့ယောဂဆိုးကြီးတစ်ခုဖြစ်ပါတယ်ကာကွယ်ဆေးရှိပေမဲ့ကာကွယ်ဆေးအမျိုးအစားပေါ်မူတည်ပြီးတော့ကာကွယ်နိုင်စမ်းက90%ကနေ80%ထိပဲရှိပါတယ်ဒါကြောင့်အကောင်းဆုံးကာကွယ်တဲ့နည်းလမ်းကတော့တန်ရှင်းတဲ့အစားအသောက်တွေကိုစားဖို့ပါရင်နားစာလမ်းဘေးစာမတန်ရှင်းတဲ့အစားအသောက်တွေကိုလုံးဝမစားပါနဲ့မိမိအိမ်မှာပြင်ဆင်ချက်ပြုတ်ထားတဲ့တန်ရှင်းတဲ့အစားအသောက်တွေကိုပဲစားသုံးပါရေကိုကြိုချက်တောက်ပါအထူးသဖြင့်ဒီလိုမိုးရာသီတွေမှာတန်ရှင်းတဲ့အစားအသောက်တွေကိုစားဖို့ဂရုပြုပေးဖို့လိုအပ်ပါတယ်တိုက်ဖိုက်ယောဂကအချိန်မီမကုသရင်အသက်အန္တရာယ်ထိဖြစ်ပွားနိုင်တဲ့အတွက်ကြောင့်တင်ရောတင့်မိတ်ဆွေရောတင့်မိသားစုရောတတိပြုဆင်ခြင်နိုင်စေဖို့အတွက်ဒီဗီဒီယိုလေးကို save and share လုပ်ပေးခြင်းအပြင်ပြန်လည်ဝေမျှပေးလို့ရပါတယ်နောက်ဗီဒီယိုမှာလည်းအားလုံးအတွက်အကျိုးရှိစေမယ့်ကျန်းမာရေးဘူးတူတာတွေကိုဒီ channel လေးကတက်ဆင်ဝေမျှပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ဒေါက်တာချီချီ TikTok channel လေးကို like and follow လုပ်ထားပြီးလို့ရတယ်လို့ဒေါက်တာချီချီ YouTube channel လေးကိုလည်း subscribe လုပ်ထားပြီးလို့ရပါတယ်ကျမကတော့ Yours Doctor ဒေါက်တာချီချီဖြစ်ပါတယ်